I know about yet. Why yes လားအဲ့ငါလေးသိရတော့ မဟုတ်ဘူး why eat yet. Yes ကဘယ်ညမှာသုံးတာလဲ ရက်ကို caution နဲ့ negative မှာသုံးတယ် negative ဆိုတာဘာကြီးရော negative ဆိုတာအငင်း အမြင်ဘယ်နေရာမှာသုံးတာလဲ အငင်းကို I haven't answered it yet. အဲ့ဒါကို Amesa plus battery နဲ့သုံးတာလား မဟုတ်ဘူး has plus battery နဲ့သုံးတာငါတို့ကဒီမှာ battery ခေါ်တာဒါပေမဲ့ဟိုကနိုင်ငံခြားမှာဆိုလို့ရှိရင် past participle လို့ခေါ်တာ အဲ့ has have had battery ကိုဘယ်လိုခေါ်တာလဲ present perfect Ha 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 I'm just joking you has already known that ဒီလိုအင်္ဂလိပ်စာအခြေခံကနေ advanced တွေကိုကျွန်တော်ရှိမှာသင်လို့ရပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့ဖုန်းနဲ့လည်းသင်လို့ရပါတယ်ဒီလိုမျိုး grammar basic intermediate advanced လေးရတယ်လို့ဒီလိုလေး story လေးကျွန်တော်သင်ပေးပါတယ်